ဟိရိဩတ္တပသုတ်ဒီနေ့နားနော်ဘာသုတ်လဲဒါကတော့ဦးဇင်းကမြတ်စွာဘုရားရဲ့သားတော်တစ်ပါးအနေနဲ့သူတော်ကောင်းတို့ကိုလာပြီးတော့မြတ်စွာဘုရားတရားတော်တွေကိုတဆင့်ဖောက်တယ်ချရတာဖြစ်တော့ဒီဟောမဲ့တရားများသည်မြတ်စွာဘုရားရဲ့တရားတော်ဘာဆိုတာသက်သေထူရတာပေါ့ကွယ်နော်အဲ့တော့စာမရှာခြင်းရင်ပိဋကသုံးပုံမှာအင်္ဂုတ္တရနိကေအင်္ဂုတ္ထုပါဠိတော်တတ္တကနိဗ္ဗအင်္ဂုတ္ထုမဟာဝက်မှာဟိရိဩတ္တပသုတ်လို့ရှိပါတယ်တို့အရက်ခေါ်ကတော့ဟိရိဩတ္တပပေါ့ကွာနော်စာလိုကြတော့ဟိရိဩတ္တပလို့ဒီလိုသုံးတယ်ကဲထားဟိရိဩတ္တပဆိုတာအလုံးကြားဘူးလားကြားဘူးပါတယ်ဗါတဲ့တော့ရှက်ချင်းနဲ့ဟိရိဆိုတာကအရှက်တရားဩတ္တပဆိုတာကအကြောက်တရားအဲ့ဒီအရှက်အကြောက်တရားနှစ်ပါးမရှိရင်ဘာဖြစ်မလဲတချို့ကပြောတယ်လောကကြီးပျက်စီးသွားမယ်အဲဒီဘက်ကလည်းပြောတယ်သူကလောကမြင်တဲ့လူကလောကပေါ့ကဘာမြင်တဲ့လူကကဘာပေါ့နော်ကဘာကြီးပျက်စီးသွားမယ်မှန်ပါတယ်သူကိုလောကပါဠလောကကိုစောင့်ရှောက်သောတရားနှစ်ပါးလို့ခေါ်နော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသူ့သားယဟန်တွေကိုမေးတယ်ချစ်သားတို့တဲ့ဟိရိဩတ္တပတရားနှစ်ပါးသာဆုံးရှုံးသွားခဲ့ရင်တဲ့ဘာတွေဖြစ်ကုန်မယ်ထင်သလဲတဲ့အရှင်ဘုရားတဲ့တရားတို့ရဲ့အမွန်တရားတို့ရဲ့အချွန်တရားတို့ရဲ့အစတရားတို့ရဲ့အဥဟာအရှင်မြတ်ဘုရားပဲဖြစ်ပါတယ်တဲ့အရှင်ဘုရားပြောမှဟောမှသိရမယ်ကာလဒါကြောင့်အရှင်ဘုရားတပည့်တော်တို့ကိုအစင်တနာခြင်းကိုအကြောင်းပြု၍ဟောပြတော်မူပါတောင်းပန်တယ်နော်အဲ့တော့အဲ့ဒီနေရာမှာဦးဇင်းကဒီတရားလေးနှလုံးကိုအရင်ထဲထဲဝင်ဦးဇင်းတို့နှလုံးသွင်းကြည့်ရအောင်နော်ကြားတော့ကြားဘူးပြီးသားပေါ့ဟိရိရှက်တယ်ဘာကိုရှက်တာလဲနော်အဓိကဒါအခြေခံအဖြစ်မကောင်းမှုပြုရတာကိုရှက်အဲ့ဒီမှာဦးဇင်းကတဆင့်ကလေးနည်းနည်းလေးတိုးပြီးတော့တို့နှလုံးသွင်းကြည့်ရအောင်ဦးဇင်းတို့တော်ကောင်းတို့ဗုဒ္ဓဘာသာကိုးကွယ်ကြသူတွေအတွက်လူတိုင်းရှိတဲ့တရားတနည်းအားဖြင့်မရှိမဖြစ်တရားဘာတွေလဲနံပါတ်1တရားတရားပါတယ်တရားဆိုတာယုံကြည်မှုကိုပြောတာနော်အလုံးသူတော်ကောင်းတို့တွေယုံကြည်ချက်ကင်းမဲ့နေတဲ့ဘဝသည်ယုံကြည်ရာမရှိတဲ့ဘဝသည်အောင်မြင်တဲ့ဘဝဖြစ်မလားကြာရှုံးတဲ့ဘဝဖြစ်မလားဒုက္ခဓမ္မအလုံးဒီနေ့တရားလာနာတဲ့ပုဂ္ဂိုလ်တွေဦးဇင်းကဒီဘက်ပိုင်းတရားပွဲတွေမှာတရားပွဲတိုင်းလို့မဖြစ်မနေမေးတဲ့မေခွန်း၃ခုရှိပါတယ်အဲ့ဒီမေခွန်း၃ခုကိုအရင်မေးကြည့်ပါမယ်ဒုက္ခဓမ္မအလုံးယုံညံ့သူတွေဖြစ်ချင်လားမြင့်မြတ်သူတွေဖြစ်ချင်လားမြင့်မြတ်သူတွေဖြစ်ချင်ပါဗျာဩသာဓုသူတို့ဘာကောင်းတယ်ဆိုတာတော့ရွေးတတ်တယ်နော်အောက်တန်းစားတွေဖြစ်ချင်လားအထက်တန်းစားတွေဖြစ်ချင်လားသာဓုဗျာနော်ကောင်းလိုက်တာတကယ်သာဓုခေါ်တာပါအဲ့ဒီစိတ်ကလေးပြောင်းမသွားပါစေနဲ့တန်ဖိုးရှိသူတွေဖြစ်ချင်လားတန်ဖိုးမဲ့သူတွေဖြစ်ချင်လားတန်ဖိုးရှိသူတွေဖြစ်ပါဗျာသာဓုတကယ်သာဓုခေါ်တာပါအဲ့ဒီစိတ်ကလေးတွေတို့အခုဒီခေတ်ကြီးမှာဒီလောကကြီးမှာဒီနိုင်ငံကြီးမှာ
လူတိုင်းတန်ထွားမွေးကြဖို့လိုအပ်ပြီနော်တကယ်တော့အဲ့ဒီမေကွန်းကဥစိမ်းကသူတော်ကောင်းတို့မေးရမယ်မေကွန်းမဟုတ်ကိုမေးရမယ်မေကွန်းဘယ်နှခါမေးဘူးလဲဒီသက်ဒီရွယ်ထိမမေးဘူးသေးဘူးဆိုရင်တော့မြင့်မြတ်သူလည်းမဖြစ်နိုင်ဘူးအထက်တန်းစားလည်းမဖြစ်နိုင်ဘူးတန်ဖိုးရှိသူလည်းမဖြစ်နိုင်ဘူးအဲ့တော့ဒီနေ့ကစပြီးတော့ကိုမေးရမယ်မေခွန်း၃ခုမနဲ့လင်းအိယာထတိုင်းမေးငါဟာမြင့်မြတ်သူဖြစ်ခြင်းလားယုံညံ့သူဖြစ်ခြင်းလားခုနကဘာဖြစ်ရှင်တယ်ဟုတ်ပြီဘာလုပ်မလဲမြင့်မြတ်သူဖြစ်ရှင်ဘာလုပ်ခဏနေတိတိကျကျပြောပြမယ်နော်အထက်တန်းစားဖြစ်ရှင်ဘာလုပ်မလဲတန်ဖိုးရှိသူဖြစ်ခြင်းဘာလုပ်မလဲရိုးလေးဖြစ်ခုနခင်ဗျားတို့ဖြေတဲ့အဖြေကအမှန်မြင့်မြတ်သူဖြစ်ခြင်းရင်မြင့်မြတ်သူဖြစ်အောင်ကြိုးစားအထက်တန်းစားဖြစ်ခြင်းရင်အထက်တန်းစားဖြစ်အောင်ကြိုးစားတန်ဖိုးရှိသူဖြစ်ခြင်းရင်တန်ဖိုးရှိသူဖြစ်အောင်ကြိုးစားဒါအမှန်ပဲသို့တော့အဖြေကလမ်းမဆုံးသေးဘူးဘယ်လိုကြိုးစားမှာတော့လို့မေးရင်ခင်ဗျားတို့ဘယ်လိုဖြေဟောတွန့်သွားပြီအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကြာနာကိုယ်တိုင်စီစစ်ပြီးတော့ကိုယ်တိုင်ရှာဖွေလာတဲ့လမ်းမဟုတ်လို့နော်အခုခမည်းတော်ဥတီယာမဲ့ရှောက်နေရတာရှက်เสียကောင်းတယ်သေးကနီးနေဟမ်သေးကနီးတယ်လားသေးကဝေးတယ်လားကြောက်เสียကောင်းတာဗျာဒီတိုင်းခေါင်းထဲဝင်ရမှာကြောက်ရတာမြင့်မြတ်သူဖြစ်ခြင်းနဲ့ဘာလို့ရမလဲလို့မေးရင်လုပ်ငန်းစဉ်3ရပ်ရှိတယ်မြင့်မြတ်ကြောင်းတရားကိုသိအောင်လုပ်ရမယ်ဘာလို့ရမလဲဘာဖြစ်လို့ယုံညံ့သွားတာလဲမြင့်မြတ်တယ်ဆိုတာဘာကိုခေါ်တာလဲမြင့်မြတ်ကြောင်းတရားကဘာလဲမသိဘဲနဲ့မြင့်မြတ်အောင်လုပ်လို့ရမလားမရပါဘူးဗျာပြည့်သိအောင်လုပ်ရမယ်နေ့အဲ့ဒီသိတဲ့အတိုင်းမြင့်မြတ်ကြောင်းအကျင့်ကိုကျင့်သိတဲ့အတိုင်းကျင့်ဟုတ်ပြီနော်3အဲ့ဒီကျင့်တဲ့အတိုင်းမြင့်မြတ်ကြောင်းတရားကိုထာဝရဆောင်ကျင့်ထားနိုင်အောင်ကြိုးစားလုပ်ငန်းစဉ်3ရပ်အဲ့ဒါကိုပရိယပရိပတ်ပရိဝေဒလို့ခေါ်တဲ့ခင်ဗျားတို့ကြားဘူးနာဝရှိတဲ့ပါဠိလိုပြောရင်ဘယ်နေရာသုံးရမယ်သာမသိတာရှင်းလားအထက်တန်းစားဖြစ်ခြင်းအထက်တန်းကြောင်းအထက်တန်းစားတရားဘာလဲသိရသိတဲ့အတိုင်းကျင့်ရကျင့်တဲ့အတိုင်းဆောင်ထားနိုင်ရဘယ်လိုလောကရန်ဘယ်လိုအခက်ခဲဘယ်လိုအနောက်ရှက်ဘယ်လိုအဖြက်စီးတွေကြုံခုခင်ဗျားတို့နိုင်ငံခင်ဗျားတို့နေနေတဲ့ပတ်ဝန်းကျင်မြင့်မြတ်တဲ့ထဲမှာပါနေလားယုံညံ့တဲ့ထဲမှာပါအဲ့ဒါနိုင်ငံရေးလို့သုံးတိုင်းလည်းမတတ်နိုင်ဘူးတနိုင်ငံလုံးကောင်းစားစေကျွန်တော်တရားလိုက်ဟောတာနိုင်ငံရေးထဲမဟောနဲ့ဆိုတော့ဘယ်လိုလုပ်အောင်ရောက်တဲ့အရက်တိုင်းမှာကျက်သေးတုံးတဲ့စကားကြားဟိုလူကလာလိုက်ဒီလူကလာနိုင်ငံရေးထဲမဟောနဲ့ဟောမဟောနဲ့ငါဒီတိုင်းပြည်ထဲမနေလို့ငါဒီဟာမဟောလို့ဘာဟောဟမ်တော့ပါလားကိုယ့်ကိုယ်ပဲသုံးတတ်တို့နိုင်ငံတို့နိုင်ငံသားတွေနိုင်ငံတကာနဲ့ရှင်ကြည့်မြင့်မြတ်တဲ့ထဲပါနေလားယုံညံ့တဲ့ပါလားထက်တန်းစားတဲ့ပါလားအောက်တန်းစားတဲ့ပါတန်ဖိုးရှိတဲ့လူတွေလားတန်ဖိုးမဲ့တဲ့လူဖြည်ရဲတာဗျာခင်ဗျားတို့ကကျတော့ဘယ်ပြစ်ချက်တွေနဲ့အောက်တန်းစားတွေလို့ပြောတာလဲခုခင်ဗျားတို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလားဗျာဘုရားသာနာ
ခုခမရတို့ကျွတ်တို့တွေနော်ကိုဖြေထားတဲ့အဖြေကိုတာဝန်ယူနိုင်ရမယ်နော်ဘာဖြစ်လို့ယုံညံ့တယ်လို့ပြောတာလဲဒါတို့တခါကြီးမြင့်မြတ်သူဖြစ်ဖို့ဘာတွေပြည့်စုံဖို့လိုသလဲနော်သီလသမာဓိပညာလွယ်အောင်ကျုပ်ကနောက်ကြမှာရောက်လာတော့ခင်ဗျားတို့လွယ်အောင်ဟောတာတခါကြီးဗုဒ္ဓဘာသာဖြစ်တိုင်းရမ်းမြတ်မနေနဲ့ခင်ဗျနော်ဘုံအားလုံးကျင့်အောင်ပြောရမှာနော်အားလုံးကျင့်အောင်ပြောရမှာအဖြေမှန်ကိုထွက်အောင်ထုတ်ရမှာနော်သီလကျင့်ဝတ်တွေပြည့်နေတယ်ပြည့်နေတော့ယုံညံ့တယ်အောက်တန်းကြတယ်တန်ဖိုးမဲ့ဦးဇင်းတို့နိုင်ငံတကာသွားနေတော့သိတယ်နော်ဒီနိုင်ငံ passport ကင်ထားတာနဲ့သခိုးချဘိုးလို့အကြည့်ခံရတာအဲ့တော့ဦးဇင်းတို့ကဒါကိုအရသာခံပြောဖို့ဒီနေ့စုဝေးလာကြတာလားမှန်ပါဗျာအခုအဖြေထုတ်ပြီးပြီနော်မှန်ပါဗျာထုတ်ပြီးဘာလုပ်မလဲဖြေပါဗျာအခုဖောက်လွဲဖောက်ပြန်ဖြစ်နေတာတွေဟာငါတို့အတွက်ရှက်เสียကောင်းမကောင်းကောင်းပါဗျာကြောက်เสียအောင်ကောင်းပါဗျာဒီတိုင်းသွားဒီနိုင်ငံကောဒီလူမျိုးတွေရောပျောက်တော့မှာအခုလည်းမရှိတာနဲ့အတူတူပဲလူမလေးခွေးမခတ်ဟမ်မကြီးနဲ့မလို့ရည်စရာမဟုတ်ဘူးဗျခင်ဗျားတို့ယင်ထဲမှာတကယ်ယင်ထဲမှာဆက်ကျင်တဲ့တော်ပြီးဒီယုံညံ့ခြင်းကိုလက်လွတ်တမာရီဆိုတာအဲ့ဒါနည်းနည်းလေးမငတ်လိုက်နဲ့ခိုးဖို့အဆင်သင့်တောင်းဖို့အဆင်သင့်လူဖို့အဆင်သင့်လိန်ဖို့အဆင်သင့်တမာရီနည်းနည်းမှမခိုင်ကိုယ့်ထက်သူများနည်းနည်းချမ်းသာသွားရင် तू လျှောက်တဲ့လမ်းလိုက်လျှောက်ဖို့ဝန်မလေးဘူးခင်ဗျားတို့အလုတ်ရှာကြတဲ့ကရင်အလုတ်လုပ်ဖို့ရှာတာမှမဟုတ်ဘဲနဲ့အောက်ဆိုင်ရဖို့ရှာတာဥစ္စာငွေများများရဖို့ရှာနေတာအလုတ်လုပ်ဖို့ရှာတဲ့လူဗမာနိုင်ငံမှာမရှိသေးသေးဘယ်တော့မှဒီနိုင်ငံမတိုးတက်ဘူးတာဝန်တစ်ခုယူချင်တာအလုတ်တစ်ခုလုပ်ချင်တာဝန်တစ်ခုကိုထမ်းကျင်တာလို့မလာဘူးငွေဘယ်လောက်ရမလဲအရင်လားပြက်နေပြီအဲ့ဒါဘာလို့ပြက်သွားသလဲဆိုတော့အဓိကတလုံးနဲ့ပဲယုံကြည်ချက်ပြက်နေလို့ဗါတဲ့ယုံကြည်ချက်ပြက်နေလို့ပါဗျာသီလမရှိသမာဓိမရှိအခုသူတော်ကောင်းတို့လုံနေတဲ့အခုပတ်ဝန်းကျင်မှာလုံနေတဲ့အလုပ်တွေအသိဉာဏ်ပညာရှိလို့အကျင့်ပြက်နေကြတာလားပညာမရှိလို့အကျင့်ပြက်တာလားဒါပေါ့ဗျာဗုဒ္ဓဘာသာဖြစ်ပြီးတော့ခင်ဗျားတို့အခြေခံအသိရှိပါတယ်သို့တော့ယုံကြည်ချက်မရှိဘူးအခုမေးလိုက်ရင်ခင်ဗျားတို့ဖြေမှာကောင်းတာလို့ရင်ကောင်းကြိုးပေးမယ်ဖြေကောင်းတာလို့ရင်မကောင်းတာလို့ရင်ကံဆိုတာရှိမရှိကံအကျိုးပေးရောမသိဘူးလားအဲ့ဒါပညာဒီပညာရှိပြီမဲ့ခင်ဗျားတို့ယုံကြည်ချက်မရှိဘူးမရှိတော့မြန်မာတနိုင်ငံလုံးလက်ကင်ထားတဲ့ဝါဒဘသူသေးသေးအဲဒီဝါဒတစ်ခုတည်းနဲ့နေတာခင်ဗျားတို့တိုင်းပြီဘာဥပဒေပြက်တာမပြက်တာမသိဘူးအရေးကြီးတာငါအမှုဖြစ်ငါနိုင်ဖို့အရေးကြီးတယ်ပတ်စံတောင်းဘာလို့တောင်းမှမသိဘူးပြီးလိုက်ကွာပြီးတာအဲ့ဒီမသမာသူတွေကိုအားပေးနေတာကိုကိုယ်တိုင်လူယုံမှဖြစ်နေမှမသိဘူးလမ်းပေါ်ငါကြည့်နေအဲ့မော်တော်ဘီကယ်တွေထွက်တောင်းဘာတောင်းတာမှလည်းမသိဘာလို့ပေးနေကြမှလည်းမသိသူတို့မဲ့လောက်ကဒါမဟုတ်စီကံထိန်သိမ်းရေးစနစ်ကြအောင်လူတွေသိအောင်သင်ပေးရမယ်လမ်းညွန်ပေးရမယ်ဘေးကင်းအောင်လုပ်ပေးရမယ် तू ကအမှုဖြစ်အောင်လုပ်တယ်ပြီးပတ်စံလိုက်တောင်း
ဝန်ထမ်းတိုင်းဒီတိုင်းပဲငါနိုင်တဲ့ကောင်တွေမို့လို့ငါပြောရတယ်ကျန်တဲ့ကောင်တွေမနိုင်ဘူးလေဟင်သဘောပါလားအဲ့တို့တွေရှက်เสียမကောင်းဘူးလားဟေးကောင်းပဲလို့မလို့သဘောပါလားရှက်เสียကြောက်เสียဆိုတာဒါမျိုးကျုပ်တို့ကရှက်ရကောင်းမဲ့ရှက်ရမယ့်အလုပ်ကိုရှက်ရကောင်းမှမသိဘူးကြောက်ရမယ့်အလုပ်ကိုကြောက်ရကောင်းမှယုံကြည်ချက်ပြောင်းနေတယ်ဘုရားဘုရားရှင်ရဲ့သာသနာတော်ကြီးသည်သီလသမာဓိပညာဆိုတဲ့သိက္ခာ3ရပ်နဲ့အရင်တည်ထားတာဒီသိက္ခာ3ရပ်ပျောက်ရင်သာသနာပျောက်ပြီဟင်သဘောပါသလားထိုနည်းတူစွာပဲခမည်းတော်မြန်မာလူမျိုးလို့ပြောနေတဲ့ဟောဒီမြန်မာနိုင်ငံတော်ကြီးဟာစတင်ပြီးမြန်မာနိုင်ငံလို့စတင်ပေါက်ဖွာလာတဲ့အနော်ယထာမင်းလက်ထက်ကလေးကဗုဒ္ဓသာသနာနဲ့ရှင်တွဲပြီးတော့ထူထောင်လာတာနော်ဗုဒ္ဓသာသနာပျောက်ရင်ဒီနိုင်ငံပျောက်တာနဲ့နားလည်ပြီလားဒီလူမျိုးပျောက်တာနဲ့ဒူတူပဲအဲ့တော့ခုခင်ဗျားတို့သီလသမာဓိပညာကိုပြစ်ပယ်လိုက်ပြီဆိုတာနဲ့လူမျိုးလည်းမရှိတော့ဘူးနိုင်ငံလည်းမရှိတော့ဘူးကိုယ်ချင်းချင်းဇတ်တူသားစားပြီးတော့ဘသူသေးသေးငနေပါပြီးတော့ဘယ်အလုံးမှသစ္စာမရှိဘူးကျောင်းဆရာလည်းကျောင်းဆရာသစ္စာမရှိဘူးအင်ဂျင်နီယာသစ္စာမရှိဘူးဆရာဝန်သစ္စာမရှိဘူးဟိုးနေဆက်အကောက်ခွန်လုပ်နေတဲ့ကောင်လည်းသစ္စာမရှိဘူးဟိုနေဆက်စောင့်နေတဲ့တနတ်ကြီးတွေကင်ထားတဲ့နာလာဘိန်းတုံးကောင်တွေလည်းသစ္စာမရှိဘူးဟမ်တကောင်မှသစ္စာမရှိဘူးအဲ့ဒါဘာဖြစ်လို့လဲယုံကြည်ချက်ပြောင်းနေတယ်သူတို့မှာကုသိုလ်မှမသိအကုသိုလ်မှမသိအထက်တန်းစားမှမသိမြင့်မြတ်ကြောင်းမှမသိယုံညံ့ကြောင်းမှမသိကျေနပ်ပြီလားသဘောပေါက်သလားဒါဖြင့်ဦးဇင်းတို့ကဟိရိဟောတပပြောက်ဘာဖြစ်သွားမလဲဆိုတော့ခုနဒကာကြီးဖြေလိုက်တယ်လောကကြီးပျောက်သွားမယ်အမှန်ပဲဘဝတွေပြက်ကုန်မယ်အမှန်ပဲရှင်းတယ်နော်အဲ့တော့ဟိရိဩတ္တပယုံကြည်ချက်ကင်းမဲ့ပြီးနေရတာလဲရှက်เสียယုံကြည်ချက်ကင်းမဲ့ပြီးနေရတာကြောက်เสียသဘောပါသလားကြည်ရောကြည်နပ်သလားဒါဒီတလုံးလေးပဲရိုးရိုးလေးပဲပြောမယ်နောက်ဟာဆက်သွားတာပေါ့နော်မြတ်စွာဘုရားကဟောဒီဟိရိဩတ္တပတရားများမရှိခဲ့ရင်တဲ့ဘာဖြစ်မလဲဆိုတော့မြတ်စွာဘုရားကဆက်ဟောလိုက်တယ်အိန္ဒရိယတံဝရတွေပျောက်ကုန်မယ်အိန္ဒရိယတံဝရသီလပျက်စီးသွားမယ်ဗါတဲ့သီလလို့ပြောသီလ2မျိုးလာမှာနော်အိန္ဒရိယတံဝရသီလပြန်ပြောအိန္ဒရိယဆိုတာအခုသူတော်ကောင်းတို့တွေအိန္ဒရိဆိုတာအစိုးရခြင်းနော်အိန္ဒရိယဆိုတာအစိုးရအောင်တံဝရဆိုတာစောင့်ထိန်တာနော်သူတော်ကောင်းတို့မှာအခုနေ့စဉ်နဲ့မြဟောဒီဓွာရ6ပေါက်ဓွာရပါတဲ့6ပေါက်ပါဗျာခုနဆိုမသွားဘူးလားဆိုပါပါဗျာပြောခြင်းပါလေတော့အဲ့ဒီမျက်စိတွေဟာမျက်စိနာနာလျာကိုစိတ်ဓာရ6ပေါက်တွေဟာအာယုံ6ပါးနဲ့သက်ဆိုင်ပြီးတော့အမြဲတမ်းရှာဖွေပြီးတော့မနေရဘူးလားနေရပါဗျာနေရတယ်တရဝါရဲ့လို့ဖြစ်လာရင်ဒီအာယုံနဲ့ဓာရကြားထဲမှာပဲကျင်လည်နေတာပဲသို့တော့မျက်စိနဲ့အစင်းနဲ့တိုက်ပါစိတ်ပေါ့မြင်စိတ်နောက်မှာခဏလေးမြင်စိတ်နောက်မှာသူတော်ကောင်းတို့ထိမ့်သိမ်းစောင့်ရှောက်မှုမရှိရင်နောက်ကလောဘဒေါသမောဟတဏှာမာနဒိဋ္ဌိလာလားမလာဘူးလားလာပါဗျာဥမာငါပြရမယ်ဆိုရင်ဟိုးရောက်နော်ဘာမှမတတ်နိုင်ဘူးနော်ပြရမယ်ဆိုလဲဟိုကင်မရာမင်းနဲ့ကြွယ်နေတယ်မလုပ်လို့မရဘူးအဲ့တော့ထားလိုက်တော့ तू ကလည်းဟန်ပြချိတ်ထားတာဖြစ်လမ်းထိုးလို့မရဘူးအဲ့တော့အားလုံးနော်ဓာရ6ပေါက်ကိုထိမ့်သိမ့်မှုကိုအိန္ဒရိယတံဝရလို့ခေါ်တယ်
ဒီနေ့ဒီနိုင်ငံကြီးပြက်စီးသွားတာအဲ့ဒီဓွာရ6ပေါက်အလိုလိုက်ကြလို့မြင်သမျှလိုချင်တယ်ရတဲ့လာကတသိန်းအသစ်ပေါ်တဲ့ဖုံးကသိန်း20ပေါ်သမျှအကုန်ရချင်တယ်ဟဲ့ဒီထက်ကသူကပါမစ်တွေရအောင်မှာဆိုပိုးအဆင်ပြေတာပေါ့ကွာရှင်းလားမြင်သမျှအသစ်ဆန်းနေလိုချင်နေတယ်ကြားသမျှအသစ်ဆန်းနေလိုချင်နေတယ်ဒီလိုချင်လောဘအနောက်ကိုလိုက်သွားပြီဆိုတာနဲ့ဣန္ဒြိယတံဝရပျက်စီးသွားပြီဒီနေ့လောကပါဠတရားပျက်စီးသွားတာဟာဣန္ဒြေစောင့်ထိန်မှုမရှိတော့ဒါဘု து စကားထင်တယ်မြတ်စွာဘုရားစကားကျုပ်စကားမဟုတ်ဘူးမကျေနပ်ရင်ဘုရားနဲ့သွားရံဖြစ်မင်းတို့အခုလက်တွေ့သဘာဝကြမကြအခုအားလုံးခင်ဗျားတို့မျက်စိအလိုနားအလိုနှာခေါင်းအလိုရှားအလိုကိုယ်အလိုလိုက်နေကြတဲ့အတွက်အစားတောက်စားနော်ကိုယ်အတွက်အန္တရာယ်ဖြစ်မှမသိမဖြစ်မှမသိသူများကင်းဆိုကင်းသူများကြည်အိုးဆိုအိုးလိုက်သူများဟောပေါ်ဆိုပေါ်လိုက်ဘာမှမသိဘူးသိချင်းစိုးတွေသိဦးအဲ့တော့အဲ့ဒီဇရိတ်တွေမလိုက်နိုင်တော့နောက်ကရှက်เสียကိုရှက်ရကောင်းမှကြောက်เสียကိုကြောက်ရကောင်းမှတွဲနေတာ तू ကအကြောင်းတရားနဲ့အကျိုးတရားခုအာကုသို့လုပ်ဖို့ဘာလို့မရှက်လဲတရောင်းစားလို့လိုက်တောင်းဖို့လည်းမရှက်ဘူးတလိษံလို့ကြီးနိုင်ငံချင်းလုပ်ဖို့လဲရှက်ဘူးဟောက်စား၆စားဖောင်းတိန်ကင်ထားလဲ तू ကလူကြီးပဲဘာမှမဟုတ်တဲ့အောက်တန်းစီးရလဲ तू မထိုးရင်မရဘူးကွာညစ်နေတာ तू ရီစားတဲ့လကဘယ်သူလကစားနေမှ तू မသိတော့ဘူးမေ့သွားတယ်နိုင်ငံတိဆောက်ထားတဲ့ဥပဒေကမှားနေတာဟုတ်ကွာလာလိုက်ရင်အစိုးရဝန်ထမ်းဘာအစိုးရဝန်ထမ်းလဲအစိုးရဝန်ထမ်းဆိုတာလောကမှာမရှိဘူးအစိုးရဆိုတာခဏအနိစ္စ9နှစ်တစ်ချိန်ပြောင်း9နှစ်တစ်ချိန်ပြောင်းသွားတယ်ပြည်သူဝန်ထမ်းနေဒီတိုင်းပြည်နဲ့ဒီပြည်သူပြည်သားတွေငြိမ်းအေးသာယာစွာလဲပတ်နိုင်ဖို့အတွက်ဒီဝင်ကိုဝန်ထမ်းပေးရတာပြည်သူကလကရိပ်စာပေးထားတဲ့သူတွေဒီပြည်သူတွေကိုပြန်နှိပ်စက်နေမှတော့ဒီလူတွေကောင်းစားစရာအကြောင်းကိုမရှိတော့ကိုလုပ်ငန်းကိုတော့နားမလဲပဲနဲ့အလုပ်လုပ်နေမှတော့ဘယ်လိုလုပ်ကောင်းစားစရာရှိအောင်မလဲရှက်စရာရှက်ရကောင်းမှကြောက်ရကောင်းမှဒီတော့ဣန္ဒြေစောင့်ထိန်မှုရှိတော့မျက်လုံးအလိုနားအလိုနှာခေါင်းအလိုရှားအလိုကိုယ်အလိုစိတ်အလိုလိုက်ရှင်တိုင်းလိုက်နေကြတာဘာအာဟုသို့ဖြစ်ကွာဒီနကလားဒါဖြင့်ခင်ဗျားတို့ခုနမြင့်မြတ်သူဖြစ်ခြင်းလားယုံညံ့သူဖြစ်ခြင်းလားအောက်တန်းစားဖြစ်ခြင်းလားထက်တန်းစားဖြစ်ခြင်းလားပြောသွားပြီပြောသွားပြီနော်ကိုနေတိုင်းမြူနေထမင်းကိုစစ်ရှင်းလားငါစားတဲ့ထမင်းအပြစ်ကင်းရဲ့လားသဘောပါရဲ့လားအားလုံးနော်ဒီအချိန်မှမိအောင်မပြင်နိုင်ရင်စောစောကပြောခဲ့တယ်လို့ပဲနိုင်ငံရောလူမျိုးရောသာသနာရောပျောက်တော့မှပြက်တော့ပြက်ပြီးသားပျောက်သွားမှစိုးလို့ပြောရတာသဘောပါသလားဂိုင်းဆက်သွားဣန္ဒြိယသံဝရမဆောင်ထိန်ခဲ့ရင်ဘာဖြစ်မလဲဆိုတော့ပါတိမောက္ခသံဝရတွေပျက်စီးမယ်ဗါတဲ့ပါတိမောက္ခသံဝရတွေပျက်စီးပါဗျာပါတိမောက္ခသံဝရဆိုဘာလဲသိလားအေးကောင်းတယ်ကွာဒါတို့တယ်မယဟန်နေမှသိမှာမငါတို့မြန်ပုံချရတယ်ပညာရှိရဒါဖြင့်ဒါယဟန်နေအတွက်ပဲဟောတဲ့တရားပေါ့မင်းတို့လည်းမဆိုင်ဘူးပေါ့အခုဟောနေတာဘယ်သူတော့
မြတ်စွာဘုရားကျုပ်ကပွဲစားကျုပ်တရားမဟုတ်ဘူးအဲရံပြီးကျုပ်ရံတွေ့ဖို့မကြိုးစားနဲ့သဘောပါသလားမြတ်စွာဘုရားတရားမြတ်စွာဘုရားဘယ်သူဟောတာအခုနာနေတာဘယ်သူတွေတော့ထုံပုံပေပုံပြောပါတယ်နော်ပေစုပ်စုပ်မုံကုတ်ကုတ်နော်အုတ်ကြားမြက်ပေါက်ကလေးကဝဘယ်သူပြောလို့ပြောနေမှမသိဘူးမြတ်စွာဘုရားစကားကိုအခုဘယ်သူကြားနေတာတော့ဒါပြင်မြတ်စွာဘုရားဘယ်သူဟောနေတာတော့အေးဘုရားပြိဋိဘံမဆန်သေးဘူးဟဲ့ဟမ်ဘုရားရှင်ရဲ့တပည့်သားတန်ဃာတွေထားခဲ့တာအကြောင်းပဲမဟုတ်ဘူးအခုမြတ်စွာဘုရားစကားကိုငါတို့ကြားနေရပြီလို့ဒီလိုခံယူထားမှာအဲ့ဒါပါတိမောက်ခေစတံဝရောခုနကမကောင်းမှုမှန်သမျှမလုပ်ကြနဲ့ကောင်းမှုမှန်သမျှပြည့်စုံအောင်လုပ်စိတ်ကိုဖြူစင်အောင်ထားအခြေခံမပြောဘူးလားပြောပါဗျာအဲ့ဘယ်သူနဲ့ဆိုင်တာလဲအားလုံးအတွက်သက်ဆိုင်မှုရှိမရှိရှိပါဗျာအေးလူမှန်ရင်လူသီလအဲ့ဒါပါတိမောက္ခသီလပဲငါးပါးသီလမလုံခြုံရင်လူလို့မခေါ်ဘူးမထာမထာရိုးရိုးလေးပဲနော်ယဟန်229သွယ်သောတိတ်ခါဘုတ်ဂရီ9000ကျော်အဲ့ဒါပါတိမောက္ခသံဝရသီလနောက်ပြောအောင်မယ်အိမ်တောင်ဦးစီးမှာအိမ်တောင်ဦးစီးသီလရှိရတယ်အိမ်တောင်ရှင်မမှာအိမ်တောင်ရှင်မသီလရှိရတယ်မိဘမှာမိဘကျင့်ဝတ်ရှိတယ်သားသမီးမှာသားသမီးကျင့်ဝတ်ရှိတယ်ဆရာမှာဆရာကျင့်ဝတ်ရှိတယ်တပည့်မှာတပည့်ကျင့်ဝတ်ရှိတယ်အကြီးကဲမှာအကြီးကဲကျင့်ဝတ်ရှိတယ်နောက်လိုက်မှာနောက်လိုက်ကျင့်ဝတ်ရှိတယ်အဲ့ဒါပါတိမောက္ခသံဝရတည်းကြီးပဲမှတ်ထားရှင်းလားရှင်းပါဗျာအဲ့ဒီကျင့်ဝတ်တွေပျက်စီးကုန်ပြီတဲ့ရှင်းလားရှင်းပါဗျာအရှက်အကြောက်ပျောက်တာနဲ့အိန္ဒြေပျောက်ပါတိမောက္ခသံဝရပျောက်ပါတိမောက္ခသံဝရပျောက်တာလူဟာလူသီလမရှိရင်လူဘဝပြတ်သွားပြီဘဝပြတ်တယ်ဆိုတာမင်းတို့ငွေမရှိတာပြောတာမဟုတ်ဘူးယာရုပြုတ်သွားတာပြောတာမဟုတ်ဘူးဟင်ဟောယာရုပြုတ်မှဆိုလို့သီလစွန့်လွတ်လိုက်ဟာအံ့ဩစရာကြီးဗျာဒီလိုဒီလိုမှမလုပ်ရင်ပြုတ်မှာပေါ့ဗျာပြုတ်ဆမ်းမှာလောကလှုပ်ရှားစရာတွေတပုံကြီးပါသဘောပါလားသူမင်္ဂလာကြောင်းပြီးကစားအရွယ်ရောက်ပြီးကစားခမဲတော်ကြီးရဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့အရာရှိတွေကလုပ်ငန်းတွေပေးဒီလုပ်ငန်းလုပ်လာကြတဲ့မင်းအဲ့လုပ်မင်းမို့လို့လာပေးတာနော်ဒါအောက်ဆိုင်မြဲရတယ်ဘာတော့အောက်ဆိုင်မဟုတ်မမှန်လှုပ်ရှားမှကျုပ်ထမင်းမြူရမယ်ဆိုအခုပဲတတ်သိလိုက်တော့မယ်မလုပ်ဘူးလို့ဟိလူတွေပြန်သွားလို့တို့အရွယ်ရောက်ခါစားပဲရှိပါသေးတယ်အခု90ကျော်ပါကြိုက်တဲ့ချိန်သေလိုက်တော့ရပြီမဟုတ်မမှန်နဲ့ထမင်းတစ်လုံးနဲ့တော့ဆက်အသက်ရှင်နေကြအကြောင်းမရှိဘူးရှင်းလားမဟုတ်မမှန်ရတဲ့ငွေနဲ့လောကလည်းဂုံလုံးเสียအကြောင်းလည်းရှိခုငွေတွေတပုံကြီးနဲ့ပုံနေရတဲ့ကောင်တွေတပုံကြီးပဲကိုမထွက်ရဒီမထွက်ရဟိုအမပြောရဒါမပြောရဟိုအမလုပ်ရဒါမလုပ်ရထဲထဲကနေပုံပြီးတော့ဘဝသေနေတဲ့ကောင်တွေတပုံကြီးပဲရှင်းလားသဘောပေါက်သလားငွေဟာဘဝလားယာတုကဘဝလားဘွဲတစိတ်လက်မှတ်ကဘဝလားအေးနင်တို့ဖြေတဲ့အတိုင်းနဲ့မှတ်သွားငါအတွက်မဟုတ်ဘူးတရားဘယ်သူအတွက်ဟောနေကျင့်တတ်သလားအဲ့တော့ပါတိမောက္ခသံဝရသီလဆိုတာလောကစောင့်ရှောက်ရေးလောကထိမ့်သိမ်းရေးတရားကိုလောကအတွက်ကိုနေတဲ့လောကကျောင်းဆရာဖြစ်ရင်ကျောင်းဆရာလောကကျောင်းဆရာသီလရှိရအင်ဂျင်နီယာဖြစ်နေအင်ဂျင်နီယာလောကအင်ဂျင်နီယာသီလရှိရကိုဗမာပြည်ကြည့်လိုက်ဘယ်အဆောက်အုံမှအစင်မိတာမရှိဘူးဘယ်လမ်းမှလမ်းနဲ့တူတာမရှိဘူးဆောက်လို့ရေးဝန်ကြီးဌာနဖျက်လိုက်တာကောင်းတယ်ရှိနေရှုပ်တော့ပါလားဒါဖြင့်ဟိုဝန်ကြီးဌာနဘယ်ဝန်ကြီးဌာနမှမဟုတ်ပါဘူးဟမ်တော့ပါလားအားလုံးအသီးသီးအကျင့်တရားတွေပါတိမောက္ခဆိုတာစကလုံးကသိကျပြတ်နေဗျ
နားလည်ဖို့လိုတယ်အတီးသီးစောင့်ထိန်အပ်တဲ့ကျင့်ဝတ်တွေဖောက်ဖျက်သွားပြီဆိုရင်ဒီလောကပျက်စီးပြီလို့ပြောလို့မရပါဘူးလားအဲ့ဒါဘယ်ကစလာလဲဆိုတော့ဟီရိဩတ္တပအရှိအကြောင်းမရှိအကုန်ပြက်ကျင်တတ်သလားကျင်ပါပါဗျာအဲ့တော့ဦးဇင်းကခုနပြောပါဦးမယ်ဘုသူမင်္ဂလာတရားဟောရင်အဲ့ဒီနိုင်ငံကြီးပျက်စီးနေတာလူတွေပျက်စီးနေတာပြောပြီးတော့ကျုပ်ကအရသာခံကျင်လို့လာတာလားမဟုတ်ပါဘူးဗျာအဲ့လိုများခင်ဗျားတို့ထင်လားထင်ပါဘူးဗျာဒါမှမဟုတ်အဲ့ဒီလူတွေကိုကျုပ်ကပုတ်ခတ်ချင်လို့လားမဟုတ်ပါဘူးဗျာတိုက်ခတ်ချင်လို့လားမဟုတ်ပါဘူးဗျာခင်ဗျားတို့နားလည်ကြည့်လိုက်မှန်ပါဗျာကျုပ်ရှိရောက်လာတဲ့တရားနာပိဋကလမ်းမာတွေကဆွဲဖုံနိုင်အောင်လို့ကျုပ်ပြောနေမှန်ပါဗျာကျင်ရသလားကျင်ပါပါဗျာဟိုကျုပ်ရှိမလာတဲ့လူကိုအရင်တော့ပြောစရာမလိုသူတို့နဲ့ကျုပ်နဲ့ဆိုင်မဆိုင်ဘူးအခုခင်ဗျားတို့ကျုပ်တို့တွေရင်ထဲမှာတခါတည်းခိုင်မာတဲ့ဆုံးဖြတ်ချက်ဒီတရားပွဲအပီပါသွားရင်ကျုပ်တရားဟောယူနှံ့ရှင်းတယ်နော်အဆက်ကြောင်မရှိရင်တဲ့အိန္ဒြေမဲ့လာမယ်တဲ့အိန္ဒြေမဲ့လာရင်ဘဝပြက်မယ်တဲ့ကဲပြီးရောကွာသူကတော့ပါတိပေါက်ခတံဝရသီလလို့ပြောတာယဟန်သီလပြက်ရင်ယဟန်ဘဝပြက်တာပဲလူသီလပြက်ရင်လူဘဝအိမ်တော်ဦးစီးသီလပြက်ရင်အိမ်တော်ဦးစီးဘဝပြက်ပြီဗျို့အိမ်တော်ရှင်မတယောက်အိမ်တော်ရှင်မသီလပြက်ခဲ့ရင်အိမ်တော်ရှင်မဘဝပြက်သွားပြီဘဝတစ်ခုကိုအောင်မြင်အောင်ထူထောင်ခြင်းရင်သီလဘဝတက်တက်တာလုံးစောင့်ထင်းရမယ်တမာရိဟမ်ဘဝတက်တက်တာလုံးအမြတ်တရားအထက်တန်းတရားတန်ဖိုးရှိတော်တရားကိုရွေးချယ်နိုင်ရမယ်ပညာသီလသမာဓိပညာနဲ့ထိမ့်သိမ်းဆောက်ရှောက်သွားမှအောင်မြင်တဲ့ဘဝတစ်ခုကိုရမှာအဲ့တော့ကာမဂုဏ်တွေအများကြီးလိုသလောက်ခံစားနိုင်တာကအောင်မြင်ခြင်းလားထိမ့်သိမ်းဆောက်ရှောက်နိုင်ခြင်းကအောင်မြင်ခြင်းလားထိမ့်သိမ်းဆောက်ရှောက်နိုင်ခြင်းကအောင်မြင်ခြင်းပါဗျာရှင်းသလားရှင်းပါဗျာကဲအဲ့တော့မှဒီသီလတွေပြက်လာတော့ဘာဖြစ်သလဲဆိုတော့တမာတိပြက်သွားပြီဗါတဲ့တမာတိပြက်သွားပါဗျာသီလပြက်ရင်တမာတိပြက်တမာတိကိုရိုးရိုးလို့မပြောဘူးတမာတိလို့မပြောဘူးနော်တမာတိဆိုတာချဲသမားချဲတွက်နေတာလေတမာတိပဲဗျဘယ်မှအာယုံမရောက်ဘူးသဘောပါသလားငားများနေတဲ့ကောင်တခါတည်းဖော်လုံးလေးကိုကြည့်တယ်အဲ့ဒါလည်းတမာတိပဲဗျဟမ်အဲ့ဒါတမာတိလားမဟုတ်ဘူးနော်တမာတိဆိုတာကိုယ့်ရဲ့စောင့်ထိတ်အပ်တဲ့သီလကိုမကြိုးမပေါက်မပြောက်မကြအောင်အစဉ်တစိုက်စောင့်ကြည့်နေတာကိုတမာတိလို့ခေါ်တယ်ငါဘဝတသက်တာမှာတသက်တာလုံးကိုကျင့်တရားဖောက်ပြက်တဲ့အချိန်မရှိစေရလို့စောင့်ထိန်လာတာတမာတိခေါ်တယ်တမာတိနော်တမ္မာလို့ခေါ်ပါတယ်တို့ကဆိုရင်နဲ့ပေါ့တန်ဆိုကြတော့တမာဒိဋ္ဌိတမာသင်္ကပ္ပတလို့မဟုတ်ဘူးတမ္မာဒိဋ္ဌိတမ္မာဆိုတဲ့ပါဠိစကားလုံးကမြန်မာလိုကောင်းစွာလို့အဓိပ္ပာယ်ရတယ်နင်တို့တမ္မာလို့ခေါ်လိုက်ရင်တာမင်ညဖြစ်သွားမှာတော့ပါလားသိအရေးကြီးတာကိုမျက်နှိုးတဲ့တရားကိုဘလောက်တန်ဖိုးထားသလဲဆိုတာအဲ့ဒါအရေးကြီးတယ်ရှင်းတယ်နော်ဒါကြောင့်တိကျကျဦးစင်းကလမ်းညွှန်တယ်တတိပေးတယ်ပြင်ဆင်တယ်ဆိုတာနော်ကိုအယူဝါဒကိုအကြိုက်ကိုလိုက်ပြီးတော့ဆွဲဆောင်သိမ့်သွင်းနေတာမဟုတ်ဘူးလူတိုင်းကိုအမှန်တရားကိုပြည့်ဝရစေခြင်းလို့ပြောနေတာလို့ဒီလိုမှတ်ထားရှင်းသလားတမာတိမခိုင်မာတော့ဘူးဆိုသူတို့ဘဝလမ်းဖြောင့်တန်းเสียအကြောင်းမရှိတော့ဘူးအဲ့တော့ရှေးတုန်းကဦးဇင်းတို့ဘိုးဘွားဘီပင်တွေကကိုသားသမီးအိမ်အောင်ချပေးတော်မယ်ဆိုရင်တောင်မှတစ်ဖက်အမျိုးကိုကြည်သေးတယ်ဆွေ80မျိုး80တန်ရှင်းရလားသိက္ခာကောင်းရလားဘာဖြစ်လို့လဲဒါအဓိကဗျအဲ့ဒါကိုအမလေးခင်မိတာလို့ဘာလို့လဲအစွဲကြီးလွန်းနဲ့အယူကြီးလွန်းနဲ့ဒါသက်မဲ့ချုပ်ချဲတာချဲလဲတာမဟုတ်ဘူး
မင်းတို့အဲ့လိုဗျံပရာယူဆခဲ့လို့ခုဗျံပရာတိုင်းပြည်ဖြစ်သွားပြီစီးနဲ့ကန်းနဲ့စနစ်တကျတိဆောက်လာတဲ့မျိုးရိုးစနစ်မရှိတဲ့လူတယောက်ဟာသူ့ဘဝကိုအောင်မြင်အောင်တိဆောက်လို့အေးလူမှတယောက်ချင်းစီလဲစနစ်ရှိရတယ်တမိသားစုချင်းစီလဲစနစ်ရှိရမိသားစုမှာမိသားစုစနစ်မိသားစုစီကံမိသားစုစီးမြင့်မိသားစုဥပဒေအတိုင်းအားလုံးတက်ညီလက်ညီဆောင်ရွက်အဲ့ဒီမိသားစုဟာအမတန်မှတသက်တာလုံးအောင်မြင်ငြိမ်းချမ်းအေးချမ်းတဲ့မိသားစုဖြစ်တယ်တယောက်ယောက်စီးဖောက်တယ်အဲ့မိသားစုပြတ်ပြီရှင်းလားရှင်းပါဗျာသဘောပေါက်သလားဒီတိုင်းပဲရက်ွယ်မြို့နယ်တိုင်းပြည်အားလုံးကဒီတရားတွေပေါ်မှာအခြေခံနေကျင့်တဲ့တော့ကောင်းပြီဟိရိဩတ္တပပြည့်ရင်အိန္ဒြိယသံဝရသီလပြည့်တယ်အိန္ဒြိယသံဝရသီလမရှိတော့ဘူးဆိုရင်ပါတိမောက္ခသံဝရသီလပြည့်ပါတိမောက္ခသံဝရသီလပြည့်ရင်သမာဓိပြည့်သွားပြီတဲ့ဒီကြည့်တော့ခင်ဗျားတို့သိပြီးတော့ကြောက်เสียမရှိသေးဘူးပေါ့လေမကြောက်တတ်ကြသေးဘူးပေါ့ကြောက်เสียအကောင်းဆုံးကိစ္စလာလိမ့်မယ်သမာဓိပြည့်ရင်ယထာဘုဒ္ဓဉာဏ်မရနိုင်တော့ဘူးကဲပါတဲ့ယထာဘုဒ္ဓဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်ပြန်ပြောဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်ပါဗျာအသိဉာဏ်မရတော့ဘူးဆိုကြတဲ့ဒီဘဝအဲ့ဒီဘဝဟာကောင်းစရာအကြောင်းရှိပါဗျာအခုခင်ဗျားတို့ကျတို့ဖျားမပွင့်တဲ့ကာလလားဖျားပွင့်တဲ့ကာလလားခုခင်ဗျားတို့ဖျားမပွင့်ချိန်မှာလူဖြစ်နေတာလားဖျားပွင့်တဲ့အချိန်လူဖြစ်နေတာလားဖျားပွင့်ခြင်းနဲ့မပွင့်ခြင်းကဘာထူးလို့အေးဘာထူးတော့ထူးတာတော့ကြုတ်သိတာပေါ့ဘာထူးတော့ဟုတ်ပဲခင်ဗျားတို့တန်ရာလဲခဲ့ကြတဲ့ထဲမှာမူလနှစ်ဖြာဘာနဲ့ပါဝိဇ္ဇာနဲ့ဩဇာမူလနှစ်ဖြာဘာနဲ့ပါဝိဇ္ဇာနဲ့ပါဗျာနင်တို့ကအတန်တူအောင်လုပ်တာငါအော်မှနင်တို့လိုက်ဩနော်မူလနှစ်ဖြာဘာနဲ့ပါဝိဇ္ဇာနဲ့ပါဗျာအဲ့တော့တန်ရာရည်တောက်မြစ်တန်ရာလဲခဲ့ကြရတဲ့တရားနှစ်ပါးအဝိဇ္ဇာဆိုတာဘာလဲမသိတာအဝိဇ္ဇာဆိုတာမသိတာဘာမသိတာလဲသစ္စာလေးပါသစ္စာလေးပါဘယ်တော့သိမြောင်ပြောတာနော်မြန်လေးသိသွားအောင်လို့ကြောက်ကပြောရတာခင်ဗျားတို့အဖြစ်ထွက်အောင်ဖျားမပွင့်တာနဲ့ပွင့်တာဘာထူးလဲလို့မေးထားတာမလားမေးထားတော့ဖျားမပွင့်ခင်ကတတန်တရားလုံးဘာနဲ့နေခဲ့တာဖျားပွင့်ပြီဆိုတော့အေးအဝိဇ္ဇာဆိုတာဘာလဲမသိတာဒါဖြင့်ဝိဇ္ဇာကသိတာဒါဖြင့်ဘုရားမပွင့်တာနဲ့ပွင့်တာဘာထူးတော့မလေးအဲ့ဒီရောက်အောင်ကိုတော့လုံနေရတာဟာကြာလိုက်တာရှင်းလားဘုရားမပွင့်တော့အဝိဇ္ဇာနဲ့နေတယ်မသိဘူးအခုသိပိုင်ခွင့်ပျောက်သွားပြီဆိုကြတဲ့နင်တို့ဘုရားနဲ့ဝေးပြီရှင်းလားလောကမှာဂင်းငါဝါလူသေးသူမကကြိုက်တဲ့လောက်ပွင့်မင်းတို့မသိသေးသေးမင်းတို့ယင်ထဲမှာဖျားမရှိဘူးခုဗုဒ္ဓဘာသာလို့လာဝကစရင်နဲ့သွင်းထားယုံနဲ့ဗုဒ္ဓဘာသာဖြစ်သလားဖြစ်ပါဘူးဗျာဒီနိုင်ငံစရင်ရဆိုဗုဒ္ဓဘာသာအများဆုံးဒါပေမဲ့အောက်တန်းအကျဆုံးတိုင်းပြည်ဖြစ်တယ်ဘယ်လုံးဗုဒ္ဓဘာသာကြောင့်အောက်တန်းကျသွားတာလားအဲ့လိုဆိုရင်ခင်ဗျားတို့ခါခါသိသိညုံမှာအမလီအမျိုးမထိနဲ့ဘာသာမထိနဲ့သာသနာမထိနဲ့တောင်အောင်မြောက်အောင်ချောက်အောင်မှာပြီးရင်ဒီဘာသာကိုမထေမဲ့မြင်ပြုတ်နေတာဘယ်သူလဲမင်းရင်ဖြေအာမဲသူတို့လက်ကြသူတို့တွန်းတယ်သဘောပါလားဘယ်သူမှမဖြစ်ဘူးယုံကြည်သူတွေဖြတ်နေတာယုံကြည်တဲ့လူမရှိရင်သာသနာကွဲပြီ
သာသနာကိုရင်ဖျားပြောက်တာပဲအဲ့တော့ဖျားဆိုတော့လောကမှာပွင့်ဖို့နဲ့ယင်ထဲမှာပွင့်ဖို့ဘယ်ဟာအရေးကြီးလို့ယထာဘူရဉာဏ်မရရင်ဖျားမပွင့်တော့ဘူးတုံညကဘာဆိုတော့ဟိုဘက်တွေလှမ်းမြော်မနေနဲ့အခုယထာဘူရဉာဏ်ပြောင်းအခုဖျားပြောက်သွားပြီခင်ဗျားတို့ရှင်းလားအားလုံးသဘောပေါက်သလားအရေးကြီးလို့ပြောနေတယ်ဗျခုခင်ဗျားတို့ယင်ထဲမှာအရေးတကြီးမွေးမိသွားမှာအရှက်တရားအကြောက်တရားယုံကြည်ချက်ကင်းမဲ့နေတာရှက်เสียယုံကြည်ချက်ကင်းမဲ့နေတာကြောက်เสียခင်ဗျားတို့ကျွတ်တို့မှာပန်းနိုင်မရှိဘူးလားရှိတယ်ပန်းနိုင်ပါတော့ကဲအရှက်အကြောက်မရှိတဲ့လူနိဗ္ဗာန်ရောက်ပါမှာယထာဘူရဉာဏ်မှမရဘဲနဲ့ခင်ဗျားတို့လိုချင်တဲ့နိဗ္ဗာန်ရနိုင်ပါဦးမလားကဲကြောက်เสียအကောင်းဆုံးဟာအဲ့ဒီယထာဘူရဉာဏ်ပျောက်သွားတာကြောက်เสียအကောင်းဆုံးခုတဖြည်းဖြည်းခင်ဗျားတို့ဟိရိဩတ္တပပျောက်ပြီးတော့အိန္ဒြေတွေလည်းမဆောင်ကြတော့ဘူးပါတိမောက္ခသံဝရသီလလည်းမရှိတော့တမာရီကိုလည်းအလေးမထားကြတော့ဘူးဆိုရင်ဖျားပြောက်တော့မယ်ရှင်းလားမိမိတို့ကိုယ်တိုင်ယထာဘူရဉာဏ်ဟုတ်တိုင်းမှန်စွာမြင်တဲ့ဉာဏ်ပျောက်သွားပြီတဲ့ပျောက်သွားရင်နိဗ္ဗိန္ဒဉာဏ်ဆိုတာလာเสียအကြောင်းမရှိတော့နိဗ္ဗိန္ဒဉာဏ်ဝိရာဂဉာဏ်လို့လည်းခေါ်တယ်ဝိရာဂဆိုတော့ခုနတဏှာနော်တန်တရားလဲစီတဲ့အကြောင်းတရားနှစ်ပါးအဝိဇ္ဇာနဲ့မပြောဘူးလားတဏှာဆိုတာလိုချင်တတ်မဲ့ခြင်းအဲ့ဒီလိုချင်တတ်မဲ့မှုနောက်ကိုလိုက်နေတော့ဟိရိဩတ္တပပျောက်သွားတယ်ဟိရိဩတ္တပပျောက်တာနဲ့အိန္ဒြေမဲ့ကိုခုအားလုံးအိန္ဒြေမဲ့တဲ့လမ်းကြောင်းပေါ်ကိုရောက်နေပြီနောက်ပါတိမောက္ခတံဝရနော်လူပိသတဲ့ကျင့်ဝတ်တွေနော်ရက်ွက်သူရက်ွက်သားပိသတဲ့ကျင့်ဝတ်တွေမြို့နယ်သူမြို့နယ်သားပိသတဲ့ကျင့်ဝတ်တွေနိုင်ငံသူနိုင်ငံသားပိသတဲ့ကျင့်ဝတ်တွေအသီးသီးပျောက်ဆုံးကုန်တော့တမာရီမရှိတော့သူ့လည်းမယုံရကိုယ်လည်းမယုံအိမ်မှာတော့အထထခါနော်တခိုးကြောက်ရင်အပေါက်မကြီးတပေါက်ထဲခတ်ထားရင်ရတယ်ကျန်တဲ့အံဆွဲတော့ဘီယိုတော့ခါရတာဘယ်သူကြောက်လို့လို့ထဲထဲကိုမယုံရတော့ဘူးလင်းနဲ့မရလဲမယုံဘူးပြန်လာကိုယ့်ကိုနိုင်ငါထဲဘယ်ရောက်သွားတော့လောပါလားဟိုမိမလည်းပတ်စံအိတ်ချမထားရဘူးနော်တော့ဒီနားလာသေးလားသဘောပါရဲ့လားသားသမီးလည်းဟေးကောင်းတယ်မင်းသားဟိုမှာအထဲဝင်သွားတယ်ကြည်အောင်တော့ပါလားဘာမှခင်ဗျားတို့ဒီမှာတည်ကြည်မှုခိုင်ခံ့မှုမရှိတော့အဟုတ်အမှန်မြင်တဲ့ဉာဏ်လဲရှိတော့အဲ့ဒီဉာဏ်မမြင်နောက်ကနှစ်ခုကတော့ဗျာအရေးကြီးဆုံးနိဗ္ဗိန္ဒဉာဏ်ဆိုတာဝိရာဂဒီတန်တရားကိုတတ်မဲ့မောတဲ့မမဲ့မောတဲ့နာမဲ့မောတဲ့တရားတွေကိုစွန့်လွတ်နိုင်တဲ့တရားတွေပျောက်ဆုံးသွားပြီဆိုရင်မဲ့ဉာဏ်ဖုန်ဉာဏ်ကိုရအောင်မလားမရပါဘူး။ကင်ပြီးတော့မဲ့ဉာဏ်ဖုန်ဉာဏ်မရရင်နိဗ္ဗာန်နဲ့ဝေးပြီဆိုရင်ပန်းတိုင်ပျောက်ပြီခုခင်ဗျားတို့ဒီဘဝနိဗ္ဗာန်ရနိုင်မှာမလားမရနိုင်ကျိုးကပြန်ယုံမဲ့ပြီးပြီတရားပွဲမရနိုင်တော့ဘူးလို့ဆုံးဖြတ်ပြီးရင်လည်းတရားနာမနေကြနဲ့ပြန်ကြစို့အလကားဆောင်းတွင်းကြီးအေးရအေးနဲ့ရနိုင်မရနိုင်ဘယ်လိုလုံးမရမှာလဲဘယ်လိုလုံးရင်ရမှာတော့ကဲဖြေတတ်အောင်မေးတော့မယ်
ဘယ်တရားရှိမှရမှာတော့ခုနဖြေပါလားအဲ့တော့အဖြေပြောပြမှရေလိုက်ငါလိုက်ဝါတာဖို့လို့ကိုယ်ပိုင်ညာဘာမသုံးဒီနေ့ဒီတရားကိုနာနေရင်ဒီတရားထဲမှာနှင်းပြီးတော့နာမြတ်စွာဘုရားလက်ထက်ကတရားအပွဲအဆုံးမှာသောတာပန်တည်သွားတယ်သဂရဂံတည်သွားတယ်ကြားဘူးလားကြားပါပါဗျာအေးအဲ့ဒါဘာလို့သူတို့တရားပွဲအဆုံးသောတာပန်သဂရဂံတည်ကြလဲငါတို့လည်းအခုဒီတရားတွေနာတာပဲသူတို့လည်းဒီတရားနာတာပဲဘာလို့သူတို့သောတာပန်တည်သွားလဲတရားထဲမှာနှစ်ပြီးတော့နာတယ်ခုခင်ဗျားတို့ကတရားပြောတာတခြားခင်ဗျားတို့တွေးတာတခြားတွေးရင်တွေးပြီးပြောရင်ပြောတယ်ဒီထဲမရောက်ဘူးရှင်းလားခုတို့တရားပြည့်ခြင်းအစဘယ်အစခဲ့လဲဟိရိဩတ္တပမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတော်တိုင်ကဟိရိဩတ္တပတရားပြည့်ရင်ဟေးတဲ့ချစ်သားတို့ဘာပြည့်မလဲတဲ့အရှင်ဘုရားပြောပါဗျာတဲ့ဆိုတော့သီလတွေပြည့်မှာကွာအိန္ဒြိယသီလအခုလက်တွေ့ပဲကိုယ့်ပတ်ဝန်းကျင်မှာအချက်ကြောင့်မဲ့လာပြီဆိုအိန္ဒြိမရှိတော့ဘူးဘာမှစောင့်ထိန်ခြင်းမရှိတော့ဘူးမျက်လုံးလည်းမစောင့်ဘူးနားလည်းမစောင့်ဘူးနောက်မစောင့်ပါများတော့ဘာလဲပါတိမောက္ခသီဝရလူပိသအောင်ကျင့်ရမယ်ဆိုတာတောင်မသိတော့ဘူးဆိုရင်တို့မှာစိတ်တည်ငြိမ်မှုရပါအောင်မလားရပါဘူးအားလုံးကစင်ကြရဘုရားတို့အနာယောဂါတွေဘာလို့ထူပြောလာလဲမင်းဒီစိတ်တည်ငြိမ်မှုရှိယောဂအားလုံးရဲ့90%ကစိတ်ကြောင့်ဖြစ်တာရှင်းလားရှင်းပါဗျာကံနာရှိတယ်စိတ်နာရှိတယ်ဥဒုနာရှိတယ်အာဟာရနာရှိတယ်အနာ၄မျိုးနော်ကံကြောင့်ဖြစ်တဲ့အနာကပိုင်ရှင်ကနည်းနည်းဥဒုအာဟာရဒါကစေဝတ္တစာမိဝဲလို့ရတယ်စိတ်အနာမရဘူးခုဖြစ်လိုက်ရင်နှလုံးယောဂသွေးတိုးယောဂစီးချိုယောဂအမလီငါဘက်ပါလဲ့လိုက်သဘောပါလားအေးလောဘများရင်သွေးတိုးမပြားနော်ဒေါသကြီးရင်ကင်ဆာဖြစ်မပြားမထာနော်မောဟအားကြီးရင်စီးချိုဖြစ်မပြားရှင်းလားအဲ့တော့ကံနာစိတ်နာထဲမှာဘာအနာများလဲစိတ်နာများလဲစိတ်ပြန်လွင်မှုစိုးရိမ်မှုများရင်အစာအိမ်ယောဂါပါဖြစ်လာဘူးဒါအခုကမ္ဘာကျမ်းမာရေးအဖွဲ့အကိုစစ်တမ်းထုတ်ပြီးတော့ထုတ်ပြန်ထားပြီအဲ့တော့မြတ်စွာဘုရားလည်းအစိုးရကပြောခဲ့အဲ့တော့ကျမ်းမာရေးဆုံးရှုံးသွားပြီဆိုတာနဲ့ကျမ်းနာဘာမှဆက်လုပ်လို့မရဘူးဒီတော့အခုခမရတို့ကျွတ်တို့ဘဝမှာအနာဆုံး၃ချက်ကနောက်မှာယထာဘူရညာနိဗ္ဗိဏညာမဲ့ညာပြန်ပြောဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ရတဲ့ဘဝဒီနိဗ္ဗာန်ပန်းတိုင်ကိုမှမရနိုင်တော့ဘူးဆိုရင်ဗုဒ္ဓဘာသာဖြစ်ရကြိုးဒီဘဝလူဖြစ်ရကြိုးဒီသာသနာနဲ့တွေ့ရကြိုးကြောက်เสียကောင်းမကောင်းရှက်เสียရောဗုဒ္ဓဘာသာဖြစ်တဲ့နိဗ္ဗာန်ရမသွားဘူးဆိုရင်ရှက်เสียကြီးဒါပေမဲ့ခင်ဗျားတို့အဲ့ရှက်ရမယ်ဟာကိုရှက်ရကောင်းမှာအခုခင်ဗျားတို့ဒီသက်ဒီတွေရောက်ပြီးကိုကိုမေးကြည့်တာတာရည်သမီးရေးစီးပွားရေးနဲ့နိဗ္ဗာန်ရောက်ဖို့အရေးဘယ်ဟာဦးစားပေးဒါရုအသက်90ရောက်နေပြီ80ရောက်နေပြီနိဗ္ဗာန်မမြင်ဘူးသေးလို့ထိုင်ငိုသွားတဲ့အဖွားကြီးဖိုးကြီးများတွေ့ဘူးလားဘယ်တော့မှတွေ့ဘူးမှာမဟုတ်ဘူးသေကံသာနေနေတယ်တို့ရှေ့အကောင်မလဲကြောက်အကောင်မလဲအခုလည်းကိုယ်အသက်ရွယ်နေကိုနိဗ္ဗာန်မြင်မှုပြီလားအေးမမြင်နိုင်လို့လားဟောခင်ဗျားတို့ကိုလိုကန့်လာဗျာဒါနဲ့ခင်ဗျားတို့မြင်နေကြအာယုန်နေနဲ့နိဗ္ဗာန်နဲ့ဘယ်ဟာကောင်းကောင်းတယ်လို့ကြားဘူးပါတယ်ဖေဟာဟုတ်ကလား
သဘောပေါက်သလားအဲ့တော့ဒီဘဝမှာအရာယူသင့်ဆုံးအရာပါလေနိဗ္ဗာန်အဲ့တော့နိဗ္ဗာန်ရခြင်းယထာဘူရညာမရဘဲနဲ့ယထာဘူရညာမရဘဲနဲ့နိဗ္ဗာန်ညာရမလားနိဗ္ဗာန်ညာမရဘဲနဲ့မဲ့ညာဖုန်ညာရပါမလားရှင်းတတ်ကြလားအဲ့တော့ဒီတရား၃ပါးဆုံးရှုံးပြီဆိုငါတို့ဘဝပြတ်တာနဲ့ဘဝပျောက်တာနဲ့ရှင်းတတ်ကြလားဒါဖြင့်ဘယ်တရားအဓိကထိန်းရမလဲဟိရိဩတ္တပအဲ့ဒီဟိရိဩတ္တပမှာယုံကြည်ချက်ကင်းမဲ့နေတာသည်ရှက်เสียအကောင်းဆုံးရှင်းရလားအဲ့တော့အခုခင်ဗျားတို့ကျတို့ယုံကြည်ချက်အရာပြောရရင်တို့ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးသည်တန်တရားလွတ်မြောက်ကြောင်းမဲ့ညာဖွညာနိဗ္ဗာန်ကိုပေးစွမ်းနိုင်စွမ်းရှိမရှိရှိပါရဲ့ဗျာရနိုင်မရနိုင်အဲ့တော့ဗုဒ္ဓဘာသာဝင်ကိုးကွယ်သူတယောက်အနေနဲ့နိဗ္ဗာန်ရအောင်မလုပ်နိုင်ဘူးဆိုရင်ဗုဒ္ဓဘာသာကိုးကွယ်သူအဖြစ်နဲ့အောင်မြင်သူလားကြာရှုံးသူလားမြင့်မြတ်သူလားယုံညံ့သူလားအထက်တန်းစားလားအောက်တန်းစားလားတန်ဖိုးရှိသူလားတန်ဖိုးမဲ့သူလားကဲနိဗ္ဗာန်မဲ့ဖို့တစ်ကြိမ်တစ်ခါဘူးမှမျက်မှောက်မပြုတ်ရသေးဘူးဆိုရင်ငါတို့တန်ဖိုးရှိပြီလို့ပြောလို့အထက်တန်းရောက်ပြီလို့ပြောလို့မြင့်မြတ်လာပါပြီလို့ဆိုလို့ကျင်납ပြီလားဒါဖြင့်ရင်ဒီတိုင်းပဲမေ့မေ့ရော့ရော့ပေါ့ပေါ့ဆဆသွားကြမလားပန်းတိုင်ရောက်အောင်ကြိုးစားမလားအဲ့တော့တို့တွေဟာပန်းတိုင်မရှိတဲ့ဘဝလားရှိတဲ့ဘဝလားလမ်းဆုံးမရှိတဲ့ဘဝလားလမ်းဆုံးရှိတဲ့ဘဝလားသူများတွေလိုကဲတင်ရှင်စောင့်နေရမှာလားတကိုးရှင်မျောနေရမှာလားဒါဖြင့်ဘယ်သူအာကုန်အတ္တဟိရှင်းသလားအဲ့တော့အာကိုတိုက်တဲ့သီလသမာဓိပညာရအောင်ထူထောင်ဖို့လိုအပ်မလိုအပ်ဒီမှာအကျဉ်းချုပ်လိုက်ရင်ဣန္ဒြိယသံဝရသီလနဲ့ပါတိမောက္ခသံဝရသီလဆုံးရှုံးတယ်သီလဆုံးရှုံးရင်သမာဓိဆုံးရှုံးတယ်သမာဓိဆုံးရှုံးရင်ပညာဆုံးရှုံးတယ်အဲ့တော့အရေးကြီးဆုံးကဟိရိဩတ္တပမရှိတော့ဘူးဆိုတာနဲ့ဘာတွေဆုံးရှုံးသွားတော့သီလသမာဓိပညာဒီသုံးပါးမရဘူးဆိုတာနဲ့ခင်ဗျားတို့ဒီဘဝလူဖြစ်ရကြိုးကျင်납ကြလားဒါဖြင့်ရင်ကိုယ့်ဘဝကိုပိုင်ပိုင်နိုင်နိုင်နော်အကျိုးအမြတ်ကိုစုပ်ကင်သွားခြင်းရင်ဘယ်တရားလက်ကင်ထားရှက်တဲ့နာကိုကြောက်တဲ့နာကိုအဲ့တော့တို့တွေဒီနေ့ဗုဒ္ဓဘာသာဖြစ်ပြီးတော့ငါဗုဒ္ဓဘာသာဖြစ်လာခဲ့တာခဲ့ခုဥဒ္ဓမင်္ဂလာဆို53နှစ်ထဲရောက်နေပြီ53နှစ်ရှိပြီနိဗ္ဗာန်မမြင်ဘူးသေးဘူးပါတယ်အဲ့ဒါရှက်เสียရဟင်ကိုတကယ်ရှက်တတ်လာမှခင်ဗျားတို့နော်လူရပန်းတိုင်ရောက်မှာဗျာဟင်53နှစ်ရှိနေပြီအမလီယဟန်ဆို25ပါတလောက်တော့ကြာနေပြီနိဗ္ဗာန်မရသေးဘူးတဲ့ဒီဘုန်းကြီးတာပြန်တော်မူလို့တော့ဟင်ဒေအိုးဒီမှာလူတို့ဟိုနေတာငါ့ကိုနော်ဘယ်လဲတာကြောက်เสียကောင်းမကောင်းချောက်နေတာလားချော့နေတာလားခင်ဗျားတို့ချော့เสียလည်းမလို့ချောက်เสียလည်းမလို့ချော့လို့လည်းမပြောနဲ့ချောက်လို့လည်းမကြောက်နဲ့ကိုယ်အသိတရားနဲ့ကိုရှောက်ဟင်အခုဦးဇင်းတို့ဒီလိုသာသနာနဲ့ကြုံဖို့လွယ်သလားအဲဒီလိုမင်းခင်ဗျားတို့ဖြေတတ်တယ်မလွယ်ဘူးသာနေတာပေါ့ပေါ့တန်တန်ဒီနေ့ထိဟင်နိဗ္ဗာန်ကိုမရမချင်းဇွဲနှပဲနဲ့အယိုးကြည်ကြည်အေး66လှုပ်ဖူးပြီလားသာတို့ဘယ်တော့လှုပ်မှာတော့မဲပြောလိုက်ရင်ခုကစားသူရေးလိုက်ငားလိုက်တော့လှုပ်တာနော်သမီးသားစကားပြောသလိုပဲနော်ဆိုတော့ရေးသားနဲ့အဆင်ပြေအောင်တော့ရေးလိုက်ငားလိုက်လို့တော့ဘာမှမပူပါနဲ့ကွာနော်နောက်တော့နာစီးတာတော့ပြောင်းအောင်အခုမပေးနိုင်တော့ပါလားအခုလည်းဒီတိုင်းပဲနော်လှုပ်တော့မှာပါဗျဘယ်တော့တော့အခုမြန်ပြီးရောလေဒီကိုတော်ကြီးလည်းလုံမဲ့ပြောမှပြန်မှာဘူးမဟုတ်ပြန်မှာမဟုတ်သူရေစက်မချမရှင်းလဲတို့ကထမရဘူးအဲ့တော့မြန်ဝတ်ကြည်တန်းကြည်ဘယ်တော့အခုပဲစားအောင်ရှင်းတတ်သလား
အဲ့တော့ဝိကျင်တန်းကြီးလို့ရမှာလားဘယ်သူအတွက်တော့ကိုယ့်အတွက်ကိုမလုံနိုင်သေးတာလောက်ရှက်เสียကောင်းတာမရှိဘူးတကယ်တော့ခင်ဗျားတို့တောင်ပြောနဲ့ဟိုလူကဲခြင်းနဲ့ဒီလူကဲခြင်းနဲ့တိုင်းပြည်ကြီးကဘာဖြစ်တယ်လျှောက်ပြောနေကိုကယ်ပြီးပြီလားကျင်နာသလားဒါဖြစ်ရင်တို့တွေတန်တရားလဲခဲ့တာဘယ်သူကြောင့်အဝိဇ္ဇာကြောင့်ခုနမပြောဘူးလားအဝိဇ္ဇာဆိုတာဘာလဲဆိုတော့မေ့လျော့ပေါ့ဆပြန်ပြောတန်တရားတစ်ခွင်လုံးမေ့ရော့ပေါ့ဆနေခဲ့တဲ့အတွက်ခင်ဗျားတို့ရှေ့ကြည့်ရမယ်တရားကိုရှေ့ရကောင်းမှန်းကြောက်ရမယ်တရားကိုကြောက်ရကောင်းမှန်းမသိတဲ့အတွက်သီလသမာဓိပညာတွေမဆုံးရှုံးဘူးလားကဲဒါဖြင့်အဆုံးရှုံးခံကြမလားရအောင်ယူမလားတကယ်ခင်ဗျားတို့ကျုပ်တို့ရဲ့ပန်းတိုင်အစစ်ဟာခိုင်မြဲသောသီလခိုင်မြဲသောသမာဓိခိုင်မြဲသောပညာအဓိသီလအဓိစိတ်ဓာတ်အဓိပညာဟာဗုဒ္ဓဘာသာဝင်ရဲ့ပန်းတိုင်ခင်ဗျကျင်တတ်ပြီလားနိဗ္ဗာန်လို့ဝိจิတန်းကြီးမអော်လိုက်နဲ့နော်ငါတို့ဒီဘဝမှာသီလသမာဓိပညာခိုင်မြဲအောင်မလုပ်နိုင်ရင်ဒီဘဝလူဖြစ်ရကြိုးလူဖြစ်ကြိုးမနှက်ဖဲနဲ့ဗုဒ္ဓဘာသာဖြစ်ရတဲ့လူဖြစ်ကြိုးမနှက်ဖဲသေရမှာလောက်ရှက်เสียကြောင်းကောင်းတာကြောက်เสียကောင်းတာတို့မှာ32ဘုံတန်တရားလေဘုံရောမသိရဘူးလားသိနေတော့တို့တဲ့ယုံညံ့တဲ့အပယ်လေးဘုံသွားခြင်းလားမသွားခြင်းအခုကလွတ်အောင်ဘယ်တရားလက်ကင်ထားအဲ့တော့ရတဲ့တရားမရသေးတာရှက်เสียမရဘဲနဲ့သေရမှာရတဲ့တရားမရသေးတာမရဘဲနဲ့သေရမှာရတဲ့တရားမရသေးတာမရဘဲနဲ့သေရမှာနေတိုင်းနှလုံးသွင်းကျင်တတ်ကြလားဒီတိုင်းသာနှလုံးသွင်းသွားရင်ခင်ဗျားတို့အသေးမဥခင်မဒါလည်းអော်ရတယ်ကျုပ်သိတယ်ခင်ဗျားတို့អော်မှာကိုကျုပ်သိတယ်နော်អော်မှာပဲမလေးမညာဥအောင်ပြီးတော့လည်းပြီးသွားရောသဘောပါတယ်နော်ကဲဒါဖြင့်ဒီနေ့ကစပြီဖျားမပွင့်နဲ့ပွင့်တာဘာထုလဲဆိုဖျားမပွင့်တော့အဝိဇ္ဇာနဲ့နေဖျားပွင့်ရင်အဲ့တော့ကိုစီဖျားပွင့်ဖို့လိုအပ်မလိုအပ်အေးဖျားဆိုတာကိုယ်တိုင်ရင်ထဲမှာတစ္ဆာသိသွားတဲ့အသိဉာဏ်ရမှကိုယ်ပိုင်ဖျားပွင့်မှာအဲ့တော့လောကမှာဂင်းငါဝါလူဖျားတွေပွင့်သွားပြီမဲ့ကိုယ်အတွက်ပါပြီလားမပါသေးတော့အပြင်ဖျားပွင့်ဖို့လိုရင်းလားကိုယ်တိုင်ဖျားပွင့်ဖို့လိုရင်းလားပွင့်ခြင်းရင်သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘယ်သူကိုကြည့်မှာကိုကြည့်ရင်တကယ်ခန္ဓာဘယ်နှပါခန္ဓာ၅ပါးပဲချင်းကြည့်မြဲသောတရားလားမမြဲသောတရားလားကိုပိုင်သလားမပိုင်ဘူးလားဘာသစ္စာတော့ဟိဩတာဖောင်နဲ့နော်အဲ့တော့ဒီလိုအော်နိုင်ယုံနဲ့ရမှာလားကိုယ်တိုင်သိမှရမှာဒါဖြင့်ကိုယ်တိုင်သိခြင်းသတိထားဝရိယဆိုင်ပညာနဲ့ကြည့်ခန္ဓာ၅ပါးပဲချင်းကြည့်ဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်အေးကဲဆိုသစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမိတ်မလျော့မပေါ့ဆာသောတတိမလျှော့သောဇွဲလုံးလာဝရိယလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ဒီတန်တရာကျွတ်လွတ်ထွက်မြောက်နိုင်ရည်အတွက်ဘဝရဲ့အနှစ်သာရဖြစ်တဲ့သီလသမာဓိပညာတွေကိုခိုင်ပိုင်နိုင်ခိုင်မာရရှိနိုင်အောင်ကြိုးစားကြစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့လူရဆန္ဒပြေပါ